ဝိဒါရှိချက်ကနံပါတ်1ကဟလာဒုက္ခသစ္စာကိုမသိတာအဝိဇ္ဇာပါဠိလိုကတော့ဒုက္ခေအညာဏအဝိဇ္ဇာခေါ်ပါတယ်နံပါတ်2ကဒုက္ခသစ္စာကိုမသိတာအဝိဇ္ဇာပါဠိလိုကသမုဒိယညာဏအဝိဇ္ဇာအညာဏအဝိဇ္ဇာလူတွေပြောတယ်အညာဏပြောတယ်ဒီကသစ္စာအဲ့ဒီအဝိဇ္ဇာမေဃသစ္စာကိုမသိတယ်ဗျအဝိဇ္ဇာပဲဖြစ်ပါတယ်နောက်တစ်ခုကစဘာ50ကသံသာရှိဆုံးကိုမသိရလဲအဝိဇ္ဇာနောက်ဆုံးကိုမသိရလဲအဝိဇ္ဇာဖြစ်ပါတယ်နောက်ရှင်းပွင့်နောက်ဆုံးနှစ်ပါးလုံးကိုမသိရလဲအဝိဇ္ဇာဖြစ်ပါတယ်အဲ့ဒါပိဿသမုပ္ပါဒ်ဆိုတန်ត្រာကိုမသိခြင်းအဲ့ဒါအကြီးမားဆုံးအဝိဇ္ဇာပဲဖြစ်ပါတော့ရှင်းဆုံးသွားပါတယ်ဘရောငါအရင်ဘွားကနတ်ဖြစ်သလားဓမ္မဖြစ်ခဲ့သလားဟလားလူဖြစ်ခဲ့သလားစေရာဖြစ်ခဲ့သလားတရေဖြစ်ခဲ့သလားတိဋ္ဌံဖြစ်ခဲ့သလားစသည်ဖြင့်ပေါ့နော်အဲ့လိုတွေတန်တရားရှင်းဆုံးကရှိလားမသိမရှိလားမသိနောက်ဆုံးလည်းအခုကျွန်တော်အမေရိကမှာလာဟောတော့ဘာတွေဖြစ်လဲဆိုတော့ဆရာသိပြီးရင်ဘဝရှိတယ်ဆိုတော့ကျွန်တော်မယုံကြည်ဘူးတဲ့ဘဝဖြစ်တယ်ဆိုတော့မယုံကြည်ဘူးတဲ့ဟုတ်ပြီဘာဖြစ်လို့မယုံကြည်လဲဆိုတော့ तू ကမမြင်ရလို့လေဟုတ်တယ်ဖြစ်တာမယုံကြည်ခဲ့မဖြစ်တာရောခင်ဗျားတို့ကယုံကြည်သလားလို့ပြီးတော့ပြည်လမ်းပေါ့ဟုတ်လားမဖြစ်တာလည်းသူတို့မသိဘူးလေဖြစ်တာလည်းသူတို့မသိတယ်လို့မဖြစ်တာလည်းမသိတောင်ဘုရားကဒါကြောင့်မလို့ဘာကိုပြောခဲ့တယ်မိတဲ့ခါကျတော့ဥပ္ပန္နခန္ဓာကိုဘဝလို့ပြောခဲ့တာအခုဥပ္ပန္နခန္ဓာအခုကြည့်လိုက်အာယုံမှာပေါ်တဲ့အရေးတွေကိုအကောင်လို့ရင်မရှိတာအရှိတိုင်းရင်တခြားလားဥပ္ပန္နခန္ဓာဥပါဒณะခန္ဓာဥပ္ပန္နခန္ဓာအခုသူသမီးလေးကတက္ကသိုလ်တက်နေတယ်တဲ့အဲ့သမီးလေးကိုကျွန်တော်သိရှိတာပဲတဲ့အဲ့သမီးကတခြားလားအာယုံလားဆိုအာယုံပါတဲ့တခြားလားဥပ္ပန္နခန္ဓာပါဥပ္ပန္နခန္ဓာဘဝမဟုတ်လားဘဝပဲအဲ့ဘဝရှိရင်အဝိဇ္ဇာရှိမနေလားဟုတ်ပြီရပါအဝိဇ္ဇာရှိရင်ဘဝရှိတယ်အဝိဇ္ဇာမရှိရင်ဘဝမရှိဘူးဟောခင်ဗျာဟလာဒီလိုလားဒီလိုလားမတွေးနဲ့ဟလာဒီကဘဝဖြစ်မှာမဖြစ်မှာကိုခဏခောက်လိုက်မသိခင်မှာခင်ဗျာအခုဘဝဖြစ်နေလားမဖြစ်နေလားကြည့်လိုက်မသိခင်မှာဘဝတွေဖြစ်နေတယ်မဖြစ်အောင်လုပ်လို့မရဘူးအဲ့ဘဝရှိရလို့ခင်ဗျာထင်နေသေးရင်တော့အဝိဇ္ဇာရှိအောင်မယ်အဝိဇ္ဇာရှိဥပ္ပန္နခန္ဓာဘဝရှိအောင်မယ်ဥပ္ပန္နခန္ဓာဘဝရှိရင်ဒီခန္ဓာကြီးရောက်ရှိမနေဘူးလားရှိတယ်ရှိနေဦးမယ်အကောင်းဘုရားဒါပြောတာနောက်မှမှန်တာမှန်တာဘေးရှိလိုက်ပြစ္ဆုတ်ပံမှန်လားမမှန်လားစဉ်းစားလိုက်ပြစ္ဆုတ်ပံမှာအဝိဇ္ဇာရှိတဲ့ပုဂ္ဂိုလ်များသည်ဘဝရှိနေမယ်အသေးမှာအဝိဇ္ဇာမကင်းတဲ့လူကဘဝတစ်ခုရကြအောင်ပါဟလားအဝိဇ္ဇာမရှိဘဝမရဘူးအဲ့ဘဝဆိုတာလည်းဘာလဲဆိုတော့ဥပ္ပန္နခန္ဓာပဲအဲ့တော့အရင်အတိတ်ဘဝဘာတွေဖြစ်ခဲ့လဲမင်းခန္ဓာ၅ပါးနဲ့နှီးစက်တမီပဲအခုရနေတာလေခန္ဓာ၅ပါးနဲ့နှီးစက်တမီပဲအကယ်၍အဝိဇ္ဇာရှိအောင်လို့ဆိုနောက်ရမယ့်ခန္ဓာလေဥပ္ပန္နခန္ဓာနဲ့နှိစက်တမိတာဖြစ်ပါတယ်။နောက်ရှင်းဆုံးဆိုတာလည်းဗာလေခန္ဓာ၅ပါးနဲ့နှိစက်တမိ။နောက်ဆုံးဆိုတာလည်းဗာလေခန္ဓာ၅ပါးနဲ့နှိစက်တမိ။တစ်ပါးလုံးကလည်းခန္ဓာ၅ပါးနဲ့နှိစက်တမိလို့သိပြီဆိုရင်တဲ့အဲ့ဒါဟာဝိဇ္ဇာဉာဏ်ရတဲ့ပုဂ္ဂိုလ်များရဲ့အတိဉာဏ်ပဲဖြစ်ပါတယ်။လာလို့တန်တရားဆိုတာဗာလဲဆိုဒီဥပ္ပန္နခန္ဓာကြီးကိုပဲတန်တရားလို့ပြောတာပါ။ဥပ္ပန္နခန္ဓာသိရင်တန်တရားသိတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။အခုကျတော့သမသစ္စာလည်းသိပြီဒုက္ခသစ္စာလည်းသိပြီမူလသစ္စာလည်းသိပြီဒုက္ခသစ္စာလည်းသိပြီသန္တာရှေ့ဆုံးလည်းသိပြီနောက်ဆုံးလည်းသိပြီတပါးလုံးလည်းသိပြီသန္တာလည်းသိပြီဆိုရင်အဝိဇ္ဇာမှလွန်မြောက်၍ဒါဝိဇ္ဇာဉာဏ်များဖြင့်သန္တာခရီးကိုရပ်တန့်နိုင်တဲ့ပုဂ္ဂိုလ်များရဲ့အသိဉာဏ်ပဲဖြစ်ပါလေ